Hello အားလုံးပဲမင်္ဂလာပါဒီနေ့ vlog တွေကတော့အခုလက်တလုံးမှာအရင်နာမည်ကြီးနေတဲ့ကျွန်တော်ပွဲစည်းကိုတောက်လိုက်ခဲ့တဲ့ vlog တွေပါဒီ vlog တွေမှာမြန်မာမုတ်လေးတွေရဲ့ပြီးတော့ခြားပေါ့နော်အရင်နာမည်ကြီးကြက်ချောက်မာလာတို့နောက်ပြီးတော့ကြက်ကြောလုံးပေါင်းတို့ကိုလည်း try ခဲ့ပါတယ်ဆိုတော့ဒီ vlog လေးကိုစိတ်ဝင်စားရင်အဆုံးထိကြည့်ပေးကြပါဦးနော်ပထမဆုံးပွဲစည်းလျှောက်ပြီးတော့တိတ်မကြဘူးအရင်ဆုံးတွေ့ရဆိုင်ကဒီကြက်မဲရဲ့ကြက်ကြောလုံးပေါင်းရဲ့ရောင်းနေဆိုင်ပေါ့နော်အဲဒါကြောင့်ပထမဆုံးဒါလေးစားကြည့်ချင်လို့ဝယ်ခဲ့ပါတယ်ဒါကတော့မမေနဲ့အလိုက်ကက်လေးတစ်ဖြတ်ပေါ့နော်ပြီးတော့ဒါကဘာမုတ်လဲတော့မသိဘူးမုတ်ပေါင်းလို့တော့ထင်တာပဲပေါ့နော်ဒါပေမဲ့မဝယ်ခဲ့ပါဘူးဒါကတော့ဖောင်စီကနန်းကြော်ရဲ့ပြီးတော့ပိုးရီကြော်တို့တခြားပရစ်ကြော်တို့ပေါ့နော်ရောကတော့ဒီလိုအကောင်လေးတွေစားမှကြောက်လို့တခါမှတော့မစားဘူးဒါပေမဲ့ဘန်ကောက်မှာနေတော့ဒီပိုးရီကြော်လေးရော try ဖို့ပဲပေါ့နော်ဒါကတော့မောင်လေးအရင်မှာမမေနဲ့ရောင်းမလေးပြီးတော့ဒီဟာကမောင်လေးတို့အတွဲကစားချင်လို့ဆိုပြီးတော့မုတ်ပေါင်းလားပဲမုတ်ပေါင်းလားမသိဘူးပေါ့နော်ပဲမုတ်ပေါင်းရဲ့ကြက်ဥပေါင်းရဲ့အဲ့ဒါလေးဝယ်ခဲ့ပါတယ်အဲ့ဒါကသူကနှစ်မျိုးကိုမြန်မာငွေ9000လားမသိဘူးကြားရပေါ့နော်ပြီးတော့သူအဲ့လိုအပေါ်ကနေနှမ်းလေးဖြူပေးတယ်အဲ့လေးဝယ်ခဲ့ပါတယ်နောက်ပြီးဒါအရန်နာမည်ကြီးနေတဲ့ကြက်ချောက်မာလာပေါ့နော်အဲ့ဒါလေးလဲစားကြည့်ချင်လို့ဒါလေးလဲဝယ်ခဲ့ပါတယ်ပြီးတော့အမလေးငဖဲကြော်လေးလဲတွေ့လို့ဝယ်ခဲ့တယ်ပွဲစင်းမှမဟုတ်ဘူးဘယ်နေရာရောက်ပေါ့နော်ငဖဲအရန်ကြိုက်လို့အဲ့ဒါလေးလဲဝယ်ခဲ့တယ်သူကတပူးကို3000ပေါ့နော်3000ဆိုမှတပူးအပြည့်မပါဘူးအဲ့ဒါနှစ်ပူးဝယ်ခဲ့တယ်ဒါပြပြအစားတစ်လုံးနေရပါတော့ကိုယ်တိုင်ဝယ်ရတော့မဟုတ်ဘူးသူများဝယ်တာကိုဒီတိုင်းပဲဗီဒီယိုလေးရိုက်ထားပါတော့သူတို့ဒါလည်းတည်တက်လေးနဲ့စားခြင်းစရာလေးမို့ပြီးတော့မမေကဒီမြန်မာမုတ်ပေါ့နော်မုတ်ကလမဲစားခြင်းတယ်ဆိုလို့အဲ့ဒါဝယ်ခဲ့သူကမုတ်ကလမဲက2000ပေးရတယ်ပြီးတော့လေအမှတွေ့တာကဒီဂျယ်လီချောင်းလားဒါမှမဟုတ်အသီးချောင်းလေးလားမသိဘူးเนาะစားခြင်းစရာလေးဒါပေမဲ့မဝယ်ခဲ့ဘူးပေါ့เนาะဘာမှမသိလို့ကဲအခုကတော့ခုနဝယ်လာတဲ့အစုံပလုံးစီအစားတောက်တွေကိုစားပြမှာဖြစ်ပါတယ်ဒါကတော့ရုံးပထမဆုံးဝယ်ခဲ့တဲ့ကြက်မဲနဲ့ကြက်ကြောလုံးပေါင်းပေါ့နော်သူကလေအရင်စားလို့ကောင်းတယ်ဒါပေမဲ့ရုံးကကြက်မဲကိုပိုကြိုက်တယ်သူက sauce ကလေအရင်ပြည့်နှစ်ပြီးတော့လုံးဝ perfect กว่า taste ကလေအရင်ကြိုက်တယ်ဒါပေမဲ့ကြက်ကြောလုံးပေါင်းတော့တိတ်မကြိုက်တော့ဖွားလို့ခံစားရလို့နောက်ပြီးတော့ဒါကကြက်ချောက်မာလာရွာကြက်ချောက်မစားတတ်တော့ဒီဂျူးမြစ်ကိုပဲနည်းနည်းပေါ့နော်အရသာဘယ်လိုမျိုးလဲဆိုတာမြည်ဆန်းကြည့်ရဲ့အရန်ဆက်တယ်ပြီးတော့နည်းနည်းထုံတယ်ပေါ့နော် honestly မကြိုက်ဘူးကွာဒီဟာကကြတော့ကြက်ဥပေါင်းပေါ့နော်တခါမှမစားဘူးဒါပေမဲ့လေအရန်စားလို့ကောင်းတယ်သူကလေစိမ့်ကလေးနဲ့လေသူ့ရဲ့ကြက်ဥအနှစ်လေးကလည်းအရန်စားလို့ကောင်းတယ်သူကကြားလေးနဲ့တိုးစားရတာပေါ့နောက်ပြီးတော့ဒါကမုတ်ကလမဲအမှန်တမ်းပြောရရင်ရောမြန်မာမုတ်တွေတိတ်စားလေးစားတာမရှိဘူးမမေနဲ့မောင်လေးတို့အတွဲပေါ့နော်သူတို့ဝယ်လို့ဒါစားကြည့်ရစားလို့ကောင်းတဲ့ချိုးလေးပေါ့နော်ဒါပေမဲ့အရင်ကြိုက်တယ်တော့မပါဘူးဒါကတော့အကြိုက်ဆုံးငဖဲကြောပေါ့နော်သူကအရန်စားလို့ကောင်းတယ်လုံးဝအီလေးနဲ့အရန်ဟိုမှာငဖဲစစ်တယ်လို့ထင်တယ်ပေါ့နော်စားလို့အရန်ကောင်းတယ်မုတ်တွေစားပြီးတော့ adventure time လေးတစ်ဖြတ်ပေါ့နော်မစီးရအရန်ကြရဲပင်လယ်တများသွားစီခဲ့ပါတယ်သူကတက်ရောက်ကို3000ပေါ့နော်အမှလေးတက်ချင်းမှာအရန်ကြောက်တယ်ဘာလို့လဲဆိုတော့အဲ့ပင်လယ်တများစီးရမှာကြောက်တာမဟုတ်ဘူးသူတို့လှုပ်ထားတဲ့ဒီစင်တွေရောက်ပေါ့နော်လုံးဝခဏလေးရိုင်တိုင်းလူရလည်းအများကြီးဆိုတော့လေအဲ့လိုခြေလန်းလိုက်တိုင်းမှာအဲ့လိုအရန်ကိုvibration များနေရတိတာရယ်ကွာပြီးတော့အမှန်တမ်းပြောရရင်စီးနေတဲ့အချိန်မှာလည်းနည်းနည်းကြောက်တယ်ပေါ့နော်ပယ်ရမြစီပြီးတော့ပွဲစီကိုဆက်ပြီးပတ်တယ်ပေါ့နော်အမဝါသားတို့ထိုးဆိုင်နေပြီးတော့ဒါကအထာပူစီပေါ့နော်ဒီအောင်မြင်တော့လေငယ်ဘွားကိုအရန်သတိရတယ်ရုံးကအချိုမတိုက်တော့ဝယ်တော့မစားခဲ့ပေမဲ့ဒီဗီဒီယိုလေးပေါ့နော်ရိုက်ခဲ့တယ်ကက်စီနိုကိုတော့မကြိုက်တဲ့လူမရှိဘူးထင်တယ်နော်လူတိုင်းရဲ့ငယ်ဘဝမှာဒီကက်စီနိုကိုစားကြလို့ပေါ့နော်ကြောက်စင်းတဲ့အချိန်ထိစောင့်ခဲ့ရတဲ့အမှတ်တရတွေတော့ရှိကြမှာပဲဆိုတော့ရုံးကနောက်ဆုံးပိတ်အနေနဲ့ဒါလေးကိုစားခဲ့ပါတယ်ဆိုတော့ဒီနေ့ vlog လေးကဒီလောက်ပါပဲအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ပွဲစီရောက်ခဲ့လို့ရှိရင်မြန်မာမုတ်လေးတွေနဲ့ဒီလိုငယ်ဘဝကိုအမှတ်ရစေမယ့်အာတာပူစီတို့ကက်စီနိုတို့ကို try ခဲ့ဖို့မမေ့နဲ့နော်နောက် vlog မှာပြန်ဆုံပါမယ်တတာ